Hello everyone ဒီနေ့မှာတော့ဗောနော်ဒီ page လေးကိုလုပ်တဲ့ရွေးချက်လေးကိုပြောချင်နေပါတယ်ဗောနော်ဒီ page လေးကိုစတင်လုပ်ရမယ့်ရွေးချက်ကကြတော့ဒီလူငယ်တွေရဲ့ဘဝကိုတိုးတက်စေချင်တယ်ဗောနော်ဒီအခုလက်ရှိဖြစ်ပျက်သွားတဲ့အရာတွေအကုန်လုံးမှာចောင်းသားတွေအကုန်လုံးចောင်းသူចောင်းသားတွေမောင်လေးညီမလေးတွေအကုန်လုံးကပညာရေးမှာနှောင့်နှေးသွားကြတယ်နောက်ပြီးလက်ရှိလောက်ကင်နေတဲ့ဗောနော်ဒီကိုရဲ့မိတ်ဆွေတွေအကုန်လုံးကလည်းစီးပွားရေးကြက်တင်းနေတာတွေအလုပ်ကိုင်စင်မပြားတွေတွေ့ရတဲ့အတွက်ကြောင့်ဗဟုသုတတွေမျှဝေပေးမယ်ပြီးလို့ရှိရင်စင်ကာပူမှာဘယ်လိုလုပ်ရှာရမလဲဆိုတဲ့ရည်ရွယ်ချက်တွေကိုအလုပ်ရှာလို့ရတဲ့ရည်ရွယ်ချက်တွေကိုပြောကြားပေးမယ်ဆိုပြီးတော့ဒီ page လေးကိုလုပ်ဖို့ရည်ရွယ်လိုက်ပါတယ်ပေါ့နော်အရင်တုန်းကတော့ကိုယ့်ဟာနဲ့ကိုတကယ်ဒီစင်ကာပူနိုင်ငံနေမှာပဲဖြစ်ဖြစ်တခြားနိုင်ငံမှာတော့မတည်ဘူးပေါ့နော်တကယ်ကိုစက်ရုံလိုပဲလှုပ်ရှားကြရတယ်အချိန်နဲ့အမျှအရန်ကိုပေါ့နော်ဒီပြန်လာရေးဆိုရင်အိတ်ချိန်ရောက်ပြီးမနေ့ဆိုလို့ရှိရင်လူတွေမထားခင်ထားကြရတယ်ပြန်လာပြီးဆိုလို့ရှိရင်သူများတွေအိတ်ချိန်ပြန်လာတဲ့အနေအထားတခုဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အိမ်နဲ့တော့စကားကောင်းကောင်းမပြောနိုင်ဘူးအဲ့ဒီခါမှာပေါ့နော်ဒီပတ်ဝန်းကျင်ကိုကူညီမယ်ဆိုတဲ့စိတ်ကလည်းငါအသက်40ကျော်မှကူညီမယ်လို့စိတ်ကူးရှိတယ်။ဒါပေမဲ့ဒီပေါ့နော်2024အလဲပြန်သွားတဲ့အချိန်မှာဆရာကြီးဆရာမကြီးကိုတွားကတော့တယ်ကိုယ့်ရဲ့ဆရာကြီးကနေပြီးတော့မှပေါ့နော်သူကိုယ်တိုင်တောင်မှသူကျမကြီးမကောင်းလို့သူ YouTube နဲ့လုပ်ပြီးတော့ဒီပေါ့နော်ဘဟုသုတဖြစ်စေတာကိုဖြန့်ဝေစေခြင်းနဲ့အဲ့ဒီခါမှာစကားပြောကြည့်လိုက်တော့တမီးဒါလေးလုံးကြည့်ပါလားတမီးပြောရဲပေါ့နော်ဟောပြောပြတာလေးတွေကပေါ့နော်အရန်ကောင်းတယ်ဒီလိုမျိုးဆိုရင်ပေါ့နော်ကူညီစေခြင်းနဲ့ဆိုရဲဓာတ်ရိုက်တော့မပြောပြမယ်အဲ့လိုကူညီလူသားတွေကိုကူညီစေခြင်းနဲ့စိတ်ဆန္ဒဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်တော့ကျမကိုယ်တိုင်လည်းအရင်အောင်မြင်တဲ့လူတော့မဟုတ်နေဘူးသို့တော်လည်းပဲဘယ်လိုပြောရမလဲအကျင့်စာရိတ္တပိုင်းမှာကောင်းမွန်ပြီးတော့မှဒီပေါ့နော်ငယ်ငယ်ကလေးကနေကြိုးကြိုးစားစားနဲ့စာကိုလည်းကြိုးကြိုးစားစားလေ့လာခဲ့တယ်အမြဲတမ်းအတန်းထဲမှာလည်းစုတွေပထမတွေရခဲ့တယ်အလုပ်ဆိုလဲကြိုးကြိုးစားစားလုပ်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကန်တရားအောင်မြင်ခြင်းမအောင်ခြင်းကတော့ကန်တရားနဲ့မူတည်ရဲ့အဲ့အတွက်ကြောင့်လူငယ်တွေကိုစူးစမ်းစေခြင်းနဲ့ကိုတီးတဲ့ဘုဒ္ဓရာတွေကိုမျှဝေပေးခြင်းနဲ့ပြောမယ်ဆိုရင်ပျက်စီးရလမ်းကြောင်းကိုမြောက်စေခြင်းဘူးပေါ့နော်အခုကလေးတွေဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံမှာ WY ဆေးပြားလေးတွေစိတ်ကြွယူသွဆေးပြားတွေတောက်နေကြတယ်အရက်တွေတောက်ကြတယ်နောက်ပြီးကော်ရီရှူကြတယ်ဒါမျိုးတွေပဲဖြစ်စေဖို့ရက်တန့်ပြီးတော့မှဘဝကိုတိုးတက်စေဖို့အတွက်ရည်ရွယ်ချက်တွေနဲ့ပေါ့နော်အသိပညာတွေမျှဝေပေးသွားမယ်ပြီးလို့ရှိရင် Chinese ဘာသာစကားကိုလည်းအတူလေ့လာသွားမယ်ပေါ့နော်ကျမအနေနဲ့ Chinese ဘာသာစကားကိုကြတော့ဒီအခြေခံအားဖြင့်ပေါ့နော် basis ကိုအများတန်း3လ4လဆရာ3ယောက်နဲ့ကိုသင်ခဲ့တယ်ပေါ့နော်Chinese ဘာသာစကားကိုလည်းအရင် enjoy မဟုတ်ပေနဲ့လို့ basis level လောက်တော့သင်ကြားခဲ့တယ်အဲ့2နှစ်လောက်လည်းသင်ကြားခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ပြန်ပြီးတော့ဒီမှာကျတော့ကို Singaporean company တွေမှာရောက်တဲ့အတွက်ကြောင့် Chinese စကားကိုအဓိကမထားပဲအင်္ဂလိပ်စကားကိုအဓိကပြောကြတာအတွက်ကြောင့်မပြောဖြစ်ဘူးပေါ့နော်အဲ့တော့ပြန်လေးလာပြီးတော့မှအတူတူလုပ်မယ် business သူများရှိမှလေးလာသွားတက်ရမယ်တင်းကျော်တင်တန်းပေးရမယ်အစားဒီမှာအတူတူလေးလာရင်လည်း business ရသွားပြီဟေးဆိုလို့ရှိရင်ကျန်တဲ့အင်္ဂလိပ်စာလိုပဲပေါ့နော် vocabulary တွေ sentence တိဆောက်တာတွေဒါရတော့ကိုကတော့ဆက်လေးလာသွားပေါ့နော်အခုတင်ပြပြောကြပြသွားမှာတွေကကြတော့ဖင်းရင်သဘောမျိုးသွားတယ်ဥပမာပြကခအဲ့လိုစာလုံးကိုဘယ်လိုမျိုးဘီးနဲ့တားနဲ့တွဲပြီးပြောသွားမလဲဆိုရဲအခြေခံအဖြစ်စကားပြောတတ်သွားမယ်ကျန်တာတော့ကိုဆက်လေးလာလို့ရအောင်အခြေခံပေါ့နော်အတူတူလုပ်ရင်မျှဝေပေးသွားမယ်လို့ရည်ရွယ်ချက်လည်းရှိတယ်ဒါနံပါတ်1 Chinese ဘာသာစကားနံပါတ်2ကကြတော့ဒီစင်ကာပူမှာဘယ်လိုအလုပ်တွေရှာဖွေရမလဲပြီးလို့ရှိရင်စင်ကာပူမှာအလုပ်ရှာဖွေနည်းလေးတွေစင်ကာပူမှာတုံးဆွဲပြီးရဲ့အခါမှာဘယ်လောက်စုမိစောင်းမိနိုင်မလဲဒီနောက်ပြီးလို့ရှိရင်စင်ကာပူရဲ့လှပတဲ့ရှုခင်းနေရာလေးတွေဒါလေးတွေကိုမျှဝေသွားဖို့ရည်ရွယ်ချက်ရှိပါတယ်အဲ့အတွက်ကြောင့်ဒီပေါ့နော်အရင်ကတော့အဲ့လိုမလုပ်ချင်ဘူးဒါပေမဲ့ကိုတတ်နိုင်တယ်လားပေါ့နော်အခုအချိန်ကြီးအဖြစ်လဲနေမြညာပျောက်တွေဖြစ်တယ်ဒီနေ့ကနောက်ဆုံးနေ့လို့သတ်မှတ်ထားပြီးတော့မှဘယ်အချိန်မှဖြစ်မလဲမသိတဲ့အတွက်ကြောင့်ဒီအသက်ရှင်စဉ်ကာလအတော်အတွင်းမှာလူတွေကိုပေါ့နော်1ယောက်ရ2ယောက်ရကူညီပေးစီလိုတဲ့စိတ်ဆန္ဒနဲ့လှုပ်ချင်းဖြစ်ပါတယ်ပေါ့နော်အခုဒီစင်ကာပူစလာအောင်ကလည်းတငယ်ချင်းပါနော်ဒီကိုရှိမှရှိရဲ့တငယ်ချင်း3-4-5ယောက်ကိုကူညီခဲ့တယ်အဲ့ရုံကဆိုရင်တင်တန်းနေမရှိသေးဘူးဘလို့ရှောက်ကမလဲလားပေါ့နော်ဒီလိုမျိုးဒီအလုံးရှောက်ပုံရှောင်းနည်းတွေကိုယ့်ရဲ့ CV ဖောင်တွေဒါတွေကိုမျှဝေပေးနေတယ်သူတို့ကိုယ်တိုင်လည်းဘဝကပေါ့နော်ဘဝတွေတိုးတက်သွားကြတယ်ဒီမှာနှစ်ချီ10နှစ်ကျော်စီလောက်ကြတယ်အောင်မြင်သွားကြတယ်ဘယ်တင်တန်းမှတက်ဆရာမလို့ကိုခေါ်လိုက်တယ်ဒီလိုမျိုးပေါ့နော်လုပ်ပြီးတော့ကိုအနီးပတ်ဝန်းကျင်လေးပဲအောင်မြင်သွားတယ်အခုလိုပြောပြခြင်းအဖြစ်ရှိနေဒီလိုမျိုးမှာလာပြီးတော့မှကိုယ့်ရဲ့ပြောပြလိုက်လို့ဒီလိုမျိုးပေါ့နော် online ကနေတဆင့်ဒီလိုမျိုးတွေအခုကဖြန့်ဖြူးလို့ရသွားတဲ့ခါကျတော့ကဲ1ယောက်စား2ယောက်စားမဟုတ်ပဲねအများကြီးအောင်မြင်သွားရဲဆိုလဲအရန်ပျော်ရွှင်ပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်
ပေါ့နော်ဒီကုသိုလ်ဖြစ်လုပ်ချင်တဲ့စိတ်ဆန္ဒနဲ့ဒီလိုမျိုး Facebook page ကိုလုပ်ပြီးတော့ပေါ့နော်မျှဝေမယ်လို့ရည်ရွယ်ချက်ရှိပြီးတော့အသိပညာလေးတွေနဲ့ဘဝတွေတိုးတက်စေလိုတဲ့ရည်ရွယ်ချက်နဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်အားလုံးပဲဘဝတိုးတက်ပါစေလို့ဆုတောင်းပေးပါတယ်နော်အခုနံပါတ်1အနေနဲ့တော့တရုတ်ဘာသာအခြေခံစကားကိုစပြီးတော့မှကိုကိုတိုင်းလည်းအကျွမ်းကြီးမဟုတ်ဘူးအတူတကလေးလာသွားမယ်ပေါ့အဲ့ဒါကိုတင်ပြပေးသွားပါမယ်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေမြန်မာနိုင်ငံကြီးအခုတော်တော်လေးကိုကံမကောင်းဖြစ်နေကြရပေါ့နော်ကံမကောင်းစူးစမ်းတလောက်လည်းမဖြစ်နိုင်လောက်တဲ့အနေအထားတွေမှာရှိနေကြတယ်အဲ့တော့စိတ်တမကြပဲနဲ့ကြိုးကြိုးစားစားနဲ့ဘဝကိုရှေ့ဆက်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသက်ပါရစေရှင်